ဒီစမရုပ်ချက်ဆိုတဲ့စာအုပ်လေးတွေကကို့အသက်ဘူးလေးတို့ဆိုတဲ့ကြပြလေးပြပြမယ်နော်စာရေးတဲ့သူကဂီတရီကို့အသက်ဘူးလေးတို့ခြေကလေးတစ်စင်းကြည့်ကြတယ်ဘယ်ရာကိုဆူတောင်းချင်မှလဲတဲ့တိတ်ကြီးကြီးမမမရှိပါဘူးကို့ဆန္ဒတွေလည်းတိတ်မများပါဘူးမြင်ဝင်နေရတဲ့အခါဘာကြီးကိုအမြဲလေးစီခြင်းနဲ့မြင်ပျော်ရှင်ရတဲ့ခါမျိုးမှာနိုင်လက်တံတွေကိုရက်တန်ထားခြင်းနဲ့အဲ့လောက်ပါပဲအရာရာတိုင်းကိုတရားမျှတစီခြင်းနဲ့ကိုယ့်ရဲ့တပ်ဘူးလေးခက်ခဲတဲ့ဆွဲတွေလည်းကြော်ဖြစ်ခဲ့ပြီးပြီရှိစက်မဲ့နေရတဲ့ထဲမှာအင်တစ်ခွန်အားအတဲ့နဲ့အရာရာကိုရင်ဆိုင်ရတဲ့တတိတွေရှိခြင်းနဲ့နှစ်ပြန်တိုင်းမှာစိတ်ကလေးတွေကြည်တာခြင်းနဲ့ချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်လို့ထံရတွေပဲကျွမ်းကျင်ရည်တာဒီဆောင်မှာအနွေးတက်လေးဖြစ်ဖြစ်ပေါ့ကိုကမင်းအတွက်တရှိပေးချင်ပါတယ်ဂီတရီဒီလေးလာလာ